ဟုတ်ကဲ့ကိုမင်္ဂလာပါဆိုတော့ကျွန်တော်ဒီနေ့ပေါ့နော်ကျွန်တော်တို့ညဘယ်လိုပြောမလဲဆွေးနွေးတိုင်ပင်မဲ့အကြောင်းအရာတော့ဗာလဲဆိုတော့ဒီလာမဲ့ပရီးမီးယားလိဂ်ပေါ့နော်တနင်္ဂနွေနေ့ညမှာစူပါဆန်ဒေးမှာကန်မဲ့မန်ချက်စတာယူနိုက်တက်နဲ့လီဗာပူးအသင်းတို့ရဲ့ပွဲစဉ်35ပွဲစဉ်ပေါ့ဗျာအဲ့လိုပွဲစဉ်မှာအာအခုအနေနဲ့ပေါ့ဒီအာယူနိုက်တက်ရဲ့ပွဲထွက်လာပုံတွေလီဗာပူးရဲ့ပွဲထွက်လာပုံတွေနောက်ပြီးတော့ဒီအာအခုအခုရဲ့ တင်မြင်ချက်ဗျာဒီပွဲမှာဘယ်လိုရလဒ်တွေဖြစ်ပြီးတော့ဘယ်အသင်းကနိုင်ယူသွားမလဲပေါ့အဲ့ဒါလေးဆွေးနွေးပြအောင်ဗျာကိုကြီးဟုတ်ကောဒီတစ်ခေါက်အင်္ဂလန်ဒါဘီပေါ့ကျွန်တော်တို့ဒါအင်္ဂလန်ရဲ့အောင်မြင်ဆုံးအသင်းတစ်သင်းရဲ့ထိတဲ့တွေ့ဆုံမှုကနည်းနည်းလေးထူးခြားတယ်လို့ပြောရမှာပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ပြီးခဲ့တဲ့နှစ်ဆယ်စုနှစ်တစ်ခုလောက်ကိုကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်ဒီနှစ်သင်းကအချိန်ဝင်ရှာမတူဘူးပေါ့နော်။အထူးသဖြင့်ဒီယာယန်ကလော့လက်အောက်မှာဒီလီဗာပူးတင်းကတောက်လျှောက်ဒီအင်အားကြီးဆူလာတဲ့အခါမှာလီဗာပူးတင်းကအပေါ်တင်းယူနိုက်တက်ကအောက်တင်းပုံစံမျိုးဖြစ်ခဲ့တယ်ပေါ့နော်။ပွင့်လေမိနစ်ကအန်စလော့လက်ထက်တွေကိုအဲ့လိုပုံစံမျိုးဖြစ်ခဲ့တယ်။ဒီနှစ်သင်းရဲ့ပထမအကြောမှာလည်းပထမအကျော်မှာတော့ပွင့်နေပြီးတော့နှစ်သင်းကခြေစွမ်းရဖဲဖြစ်တယ်လို့ပြောလို့ရတယ်။လီဗာပူးကလည်းအဲ့ချိန်မှာရိုင်နေတဲ့ဖြစ်တယ်လို့ဒီ United ကလည်းနီးပြအမ်ဘော်ရင်လက်ထက်မှာတိုင်ပတ်နေတဲ့အသင်းပေါ့။အဲ့လိုမျိုးဆယ်စုနှစ်တစ်ခုနီးပါလီဗာပူးကအသာရထားတယ်။ဆယ်စုနှစ်တစ်ခုရှေ့ဆိုင်လန်ဖာကွန်ဆန်လက်ထက်မှာတော့ United ကအသာရထားတယ်။အဲ့လိုနေထားတယ်ဒီတစ်ခေါက်ကကျတော့ဒီနှစ်သင်းကလေဒီတစ်ခေါက်ကံမှာဘာအတွက်ကံမှာလဲဆိုတော့ကျွန်တော်တို့ကအရင် question ထုတ်ရမှာပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့လက်ရှိမပေးစရာရည်တည်မှုရကြည့်မယ်ဆိုရင်လည်းနှစ်သင်းစလုံးကချန်ပီယံလိဂ်ဝင်ခွင့်အတွက်ကကျွန်တော်မြင်တော့80%လောက်က confirm ဖြစ်နေပြီတင်းနေပြီပေါ့နော်လီဗာပူးရောယူနိုက်တက်နှစ်သင်းလုံးနှစ်သင်းလုံးကလည်း trophyless နဲ့ယာတီသိမ်းမှုကလည်း confirm ဖြစ်နေပြီသေချာနေပြီဗျာဒါမလွဲတော့အဲ့တော့ဒီတစ်ခေါက်တွေ့ဆုံမှုကဗျာပွင့်နေပြီကျွန်တော်စိတ်ထဲမှာပေါ့အရင်လုံး excited မဖြစ်ဘူးဗျာဒါကျွန်တော် United fan တယောက်နေပွင့်နေပြီ excited အရင်မဖြစ်ဘူးဘာဖြစ်လဲဆိုတော့ဗျာလီဗာပူးနိုင်သွားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါဂုဏ်သိက္ခာပိုင်းရကြည့်မယ်ဆိုရင်တော့ဒါအင်္ဂလန်ရဲ့အခါဒီကုန်ပြန်ပေါ်နိုင်တယ်ဆိုတော့ဟာတစ်ခုပဲကျွန်တော်ရှိမယ်လီဗာပူးကပြန်ကြည့်မယ်ဆိုလဲအဲ့ဟာတစ်ခုလောက်ပဲရှိမယ်ဗျလီဗာပူးနောက်တစ်ခုကတော့ကျွန်တော်တို့ top 3နေရာအတွက်ပေါ့ဘာလို့လက်ရှိချိန်မှာဒီနေ့တဲ့အမှတ်ကွာချက်က3မှတ်ရှိတယ်ဗျာ United ကလီဗာပူးကိုအနိုင်ရခဲ့မယ်ဆိုရင်ဒါလီဗာပူးအသင်းကို6မှတ်ဖြတ်ထားနိုင်မယ်ပေါ့နော်ဒါအဆင့်3နေရာခိုင်ပါမယ်အဲ့လိုပဲလီဗာပူးကလည်း United ကိုပြန်နိုင်မယ်ဆိုရင် United နဲ့အမှတ်တူပြီးတော့သူတို့ရဲ့အဆင့်3နေရာအတွက်ပို့ပြီးတော့ခိုင်ပါမယ်အနီးပြ Ancelotti အတွက်လည်းဘာပဲပြောသူရဲ့ဒါ second season မှာအဆင့်3ဆိုတဲ့အနေထားဆိုတာမစိုးလာဘူးဆိုတော့အဲ့လိုအနေထားပေါ့ဒါအဲ့အချက်တွေကလွယ်လို့ရှိရင်ဒီပွဲကဗျာအရင် excited ဖြစ်စရာမရှိဘူးဗျာလေဒါဆိုလိုတာကဗျာဟိုမန်ယူက United ကလီဗာပူးကိုနိုင်လို့ဖလားမရသလိုလီဗာပူးကလည်း United ကိုနိုင်လို့ဖလားမရဘူးဗျာအဲ့လိုပဲဒီတသင်းကဘယ်သူနိုင်များချန်ပီယံလိဂ်ဝင်ခွင့်ရတယ်နှစ်သင်းတော့ရထားပြီပေါ့နော်ပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်စိတ်ထဲမှာဘယ်လိုခံစားရလဲဆိုတော့ခြေစမ်းခွဲပုံစံမျိုးခံစားနေရတယ်ပေါ့သိရမလားအနှစ်သာရမရှိဘူးပြောချင်တာကွယ်ဒီနှစ်သင်းကမှန်ပါတယ်အင်္ဂလန်ရဲ့အောင်မြင်ဆုံးအသင်းနှစ်သင်းဗျာအင်္ဂလန်ဒါဘီအင်္ဂလန်ရဲ့အကြီးကျယ်ဆုံးဒါပြိုင်ဘက်တွေဒါပေမဲ့လက်ရှိဒီအချိန်မှာလာတွေးတဲ့ဟာနှစ်သင်းစလုံးအတွက်ကဂုဏ်သိက္ခာအတွက်ကလွဲပြီးတော့ဗျာဘာအတွက်ကံမလဲဆိုရယ် topic တစ်ခုကိုကျွန်တော်ရှာမတွေ့ဘူးပေါ့နော်အရင်ဆုံးအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ပေါ့နော်အဲ့တော့နှစ်သင်းကြားလက်ရှိ current form ရကြည့်မယ်ဆိုလို့ရှိရင်လည်းနည်းနည်းနှစ်သင်းလုံးက stable ဖြစ်တယ်လို့ပြောလို့ရတယ်။ United ကလည်းနောက်ဆုံးကစားခဲ့တဲ့နှစ်ပွဲ3ပွဲပေါ့နော်3ပွဲမှာLeeds United ကိုသူတို့ရှုံးခဲ့တယ်ဆိုပေမဲ့ Chelsea တင်းကိုဝယ်မှနိုင်ခဲ့တာရှိတယ်။ပြီးခဲ့တဲ့ဘက်ကလည်း Brentford ကိုနိုင်ခဲ့တာရှိတယ်။အဲ့လိုပဲလီဗာပူးပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ Man City ကို FA ဖလားမှာဒါကိုပြည့်ရှုံးပြီးထွက်ခဲ့တယ်ဆိုပေမဲ့နောက်ဆုံးကစားခဲ့တဲ့ဒါ Fulham Everton Crystal Palace 3သင်းလုံးကိုသူတို့နိုင်ထားတယ်ပေါ့နော်။ form ကလည်းကြည့်မယ်ဆိုနှစ်သင်းလုံးကလည်း balance ဖြစ်နေတယ်ပေါ့နော် balance ဖြစ်တယ်လို့ကျွန်တော်သုံးရမှာပေါ့နော်အဲ့တော့လူစင်းပြန်ကြည့်မယ်ဆိုရင်လည်း United မှာလည်း weak ဖြစ်နေတာရှိတယ်လီဗာပူးမှာလည်း weak ဖြစ်နေတာရှိတယ် United မှာ weak ဖြစ်တာတော့အားလုံးသိတဲ့အတိုင်းကျွန်တော်တို့ cancel ပိုင်းပေါ့နော်ဒါမာဒီနက်ကကျွန်တော်ပွဲပဲခံထားရတယ်ဒီလစ်ကလည်းဒဏ်ရာရနေတယ်အဲ့လိုမ cancel ပိုင်းအားနည်းချက်လေးတွေရှိတယ်ပေါ့လီဗာပူးပြန်ကြည့်မယ်ဆိုလည်းကျွန်တော်အဓိကတိုင်းစိတ်ကစားမှာဒါဟိုကို EKTK ကယာစီကုန်ထိ miss ပို့ကကျင်းနေသွားပြီဆိုတော့အဲ့လိုမျိုးလေးတွေရှိရဲဆိုတော့လက်ရှိအချိန်ကဘယ်လိုခေါ်မလဲ fair ဖြစ်ဆုံးအချိန်ပေါ့နော် fair ဖြစ်ဆုံးနှစ်သင်းလုံး current form ကြည့်မလားလူစင်းကြည့်မလားပြီးလို့ရှိရင်ကျွန်တော်တို့လက်ရှိခြေစွမ်းကြည့်မလားအကုန်လုံးက fair ဖြစ်နေတယ်ဒါပေမဲ့ United ကတော့တခုအားသာတာကတော့အင်ကွင်း Old Trafford မှာကန်ရမယ်ဆိုတော့ဒါအားသာချက်လေးတခုတော့ရှိနေတာပေါ့အဲ့လိုလောလောဆယ်တော့ဒီပွဲကိုအပေါ်ရင်ကြည့်မယ်ဆိုတော့အဲ့လိုလိုမြင်တာပေါ့ဟုတ်ကဲ့ကျွန်တော်အနေနဲ့ဘယ်လိုမြင်ရလဲဆိုတော့ဗျာအခုခဏပြောသလိုပဲဒီပွဲကတော့နှစ်သာရကတော့တိတ်မရှိဘူးဗျာသိတယ်မလားခံစားချက်လည်းမရှိဘူးဗျာဒီနှစ်သင်းရဲ့ trophyless ဖြစ်ဖို့လည်းတေချာနေပြီဒီနေ့ယာဒီမှာဆိုတော့ခဏကိုပြောသလိုပဲဒီယာဒီမှာအစစ်3နဲ့တိမ့်ဖို့ပဲရှိတော့မယ်ပေါ့ဗျာဒီအစစ်3လူဖို့အခြေအနေတစ်ခုဖြစ်သွားတယ်ပေါ့ဗျာဒီပြောမယ်ဖလားလက်မဲကကြတော့နှစ်သင်းစလုံးလည်းဘယ်လိုပြောမလဲဘာဖလားမှပြောလို့မရှိဘူးဗျာသိတယ်မလားခဏကိုပြောသလိုပဲဒီချန်ပီယံလိဂ်ကလည်း80%လောက်ဝင်ခွင့်ရဖို့တေချာနေပြီ
ဆိုတော့ဒီနှစ်သင်းဒီချိန်မှာပြန်တွေ့တယ်ဆိုတာကဗျာဟိုဘာမဲ့အင်္ဂလန်ဒါဘီပြိုင်ဘက်ပေါ့နော်ကျွန်တော်တို့အောင်မြင်ဆုံးနှစ်သင်းပြိုင်ဘက်ဆိုပေမဲ့ဒီချိန်မှာပြန်တွေ့တာဗျာဘယ်လိုပြောမလဲဟိုငါတို့တွေကသိတယ်မှာသုံးကက်ကက်ချကက်ကက်ချရမယ့်အခြေအနေမဟုတ်တော့ဘူးဗျာသိတယ်မဟုတ်လားညီကိုတွေဒီလိုနေအဲ့လိုမျိုးအခြေအနေကိုဖြစ်သွားတယ်ကိုရဲ့သိတယ်မဟုတ်လားဆိုတော့ဘယ်လိုပြောမလဲဟိုဟုတ်တယ်ကောဟုတ်တယ်အနှစ်သာရတော့မရှိဘူးဆိုပေမဲ့ဒါပေမဲ့ဒါဘီပြိုင်ဘက်အနေနဲ့တော့ဒီပွဲကတော့ကြမ်းကောင်းကြမ်းနိုင်လိမ့်မယ်ဗျာသိရမှာအစားခွက်အတားစီရယူတာတွေရောအဲ့လိုမျိုးဘယ်လိုပြောမလဲဒီအင်္ဂလန်ဒါဘီဖြစ်နေတာတကြောင်ပေါ့ဗျာဒါပေမဲ့စိတ်ဝင်စားဖို့တော့ကောင်းလိမ့်မယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ပေါ့နော်ဘယ်လိုမြင်လဲဆိုတော့ဘယ်လိုမြင်လဲဆိုတော့ United ဘက်ကနည်းနည်းလေးတာသွားမယ်လို့မြင်တယ်ဘာလို့နည်းတာသွားမြင်လဲဆိုတော့အခုကကြတော့သူတို့ကန်မှာကျတော့ Old Trafford ဖြစ်နေတာဗျာအဲ့ဒီတစ်ချက်တော့တာမယ်ဗျာဆိုတော့လီဗာပူးမှာလည်းဟိုဘယ်လိုပြောမလဲအခုက stable ဖြစ်နေတယ်ဆိုပေမဲ့ဗျာအာနီစလော့ကဘယ်လိုပွဲထုတ်လာမလဲကျွန်တော်မသိဘူးဗျာပြီးတော့ပွဲထဲမှာလည်းသူကဘယ်လိုကြောင်မလဲဆိုတာကျွန်တော်လည်းမသိသေးဘူးဗျာအဲ့ဒါကြောင့်မို့ကျွန်တော်ထင်တာပေါ့ကျွန်တော်အနေနဲ့ဗျာစောစောစီးစီးခန့်မှန်းမယ်ဆိုလို့ရှိရင်တော့1-1လောက်ပဲကျွန်တော်မြင်တယ်ဗျာသိတယ်မလားဟုတ်ဟုတ်ကဲ့ဟုတ်လီဗာပူးကကြည့်မယ်ဆိုရင်တော့အဲ့ site ပေါ့အကိုစောက GS site ကတော့မှန်တယ်ဒါပေမဲ့ United ဘက်ကကြည့်မယ်ဆိုရင်တော့ဒီပွဲသာအနိုင်ရရှိခဲ့မယ်ဆိုရင်ဒါ United အတွက်တော့နည်းနည်းထူးခြားတဲ့ဒီ record လေးတော့ရှိတယ်ပေါ့နော်ပထမ record တော့ကွယ်အားလုံးသိတဲ့အတိုင်း Carrick နဲ့ပတ်သက်တဲ့ record ပေါ့ Carrick ကသူ United နီးပြယာယီနီးပြပြင်တောင်းယူတဲ့ကသူဒီ Chelsea Man City Arsenal Spa ၄သင်းလုံးကိုသူကဒီအနိုင်ရထားတယ်နောက်ပြီးတော့သူ Villa ကိုပါအနိုင်ရထားတယ်တကယ်လို့လီဗာပူးသာသူနိုင်ရခဲ့မယ်ဆိုလို့ရှိရင်တော့ဒါ Premier League တမိုင်းမှာပေါ့နော် Premier League တမိုင်းတော့ Premier League တမိုင်းမှာဒီ season တစ်ခုအတွင်းမှာ Premier League ရဲ့ထိပ်ဆုံး6သင်းကိုအနိုင်ရတဲ့ပထမဆုံးနည်းပြဖြစ်မှာပေါ့နော်ဒီ record မျိုးကပတ်ကွာလာတော့မစွမ်းဆောင်နိုင်တဲ့ record အကွယ်ဒါ 100% record ပေါ့နောက်တစ်ခုကကျတော့ဒီ United နဲ့လီဗာပူးနဲ့လွန်ခဲ့တဲ့10စုနှစ်ဒီထိပ်တိုက်တွေ့ဆုံမှုတွေကိုကျွန်တော်တို့ပြန်ပြီးတော့ကြည့်ရဆိုရင်လီဗာပူးအသင်းက United အသင်းကိုဒီတရားဒီအတွင်းပေါ့နော်အိမ်ကွင်းရောအဝေးကွင်းရောနိုင်ခဲ့ဘူးလေbrother တို့လည်းအများနဲ့မှတ်မိမှာပါကျွန်တော်တို့5စီးချင်းကြော်သွားဆိုပြီးအများနဲ့စနေရသည်ပေါ့အဲ့ရသည်မှာကျွန်တော်တို့ဒါအိမ်ကွင်းမှာ9-0နဲ့ရှုံးပြီးအဝေးကွင်းမှာ4-0နဲ့ရှုံးခဲ့ record ရှိအဲ့တော့လီဗာပူးက United ကိုအိမ်ကွင်းဝေးကွင်းနိုင်ခဲ့ဘူးပဲဒီ10စုနှစ်တာကာလတွေမှာ United ကလီဗာပူးကိုအိမ်ကွင်းရောဝေးကွင်းမနိုင်ဘူးပေါ့နော်တကယ်လို့ United ကဒီကွင်းမှာနိုင်ခဲ့မယ်ဆိုအဲ့ record ပြန်ရမှာပေါ့နော်ဘာကြောင့်လဲဆိုတော့ပထမအကြောင်းမှာ FA မှာ United ကဒါ Brian Mbeumo ဒါ Maguire ရဲ့အတွင်းကိုတွေနဲ့2-0နဲ့နိုင်ခဲ့ဘူးတယ်ဒီဒုတိယအကြောင်းမှာထပ်နိုင်မယ်ဆိုရင်တော့အဲ့ record လေးတွေတော့ရှိတယ်ပေါ့နော်အဲ့ဒါလည်းဟို United အတွက်တော့ပြောမယ်ဆိုလို့ရှိရင်တော့တစ်ဖက်ကကြည့်မယ်ဆိုတော့ United player တွေဒါ United ရဲ့လက်ရှိယာယီနေပြ Michael Carrick အတွက်တော့ motivation ဖြစ်လောက်မဲ့အခိုက်အတန့်လို့ထင်တယ်နောက်တစ်ခုကကျတော့ဗျာစောစောကပြောလို့ပေါ့ကျွန်တော်ကန်ကပြောခဲ့သလိုပဲဒီပွဲကနှစ်သင်းသလုံးအတွက် Champions League က80%ဖြစ်နေတယ်ဒါပေမဲ့အမှတ်လေးတွေတော့လိုနေတယ်လိုတဲ့အမှတ်လေးတွေကလည်းကွယ်သူများကြီးလိုမျိုး5မှတ်တော့မဟုတ်ဘူးပေါ့တသင်းကို3မှတ် United ဆိုလည်း2မှတ်ရရင်ဝင်ပြီပေါ့ကွယ်အဲ့တော့ဒီပွဲကသူတို့နိုင်တဲ့အသင်းကပြောမယ်ဆို Champions League ဝင်တက်ကစေ့စုံနေရောက်သွားပြီလို့လုံးဝစေ့တောင်မဟုတ်ပါဘူးကွယ် Extra စေ့လို့တော့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်လုံးဝ safety ဖြစ်သွားပြီဗျာကျန်တဲ့ပွဲတွေကျန်တဲ့လက်ကျန်3ပွဲမှာဟိုလက်ကျန်36 38 3ပွဲမှာသူတို့2မှတ်2မှတ်လောက်နဲ့ကန်နေဆိုရင်တော့မှကန်လို့ရတယ်အဲ့လိုကန်အောင်လဲနှစ်သင်းလုံးဒီလက်ကျန်ပွဲမှာပြန်တွေ့မဲ့ပွဲတွေကလည်းသူတို့ဒုက္ခပေးနေတော့တဲ့အသင်းတွေကလည်းမဟုတ်ပြန်ဘူးပြောနေတာအဲ့လိုဆိုတော့လေလီဗာပူးဆိုရင်တော့နည်းနည်းလေး short ရှိတယ် Chelsea နဲ့ကန်ရမယ်တခုတော့ရှိတယ် United ကလောက short မရှိဘူးအဲ့လိုပုံစံဟုတ်တယ် brother အဲ့ကျွန်တော်လည်း brother နဲ့တော့အမြင်တူတယ်ဗျာတဲ့လား result အနေနဲ့ပြောမှာဆိုကျွန်တော်ထင်တာတော့ကျွန်တော်တို့ဟိုမဲမဲဆိုင်သွင်းကိုလေးတွေကိုမြင်ရမယ်ပေါ့ဘာလို့ခန်းစစ်က2ယောက်လုံးအားနေတာလီဗာပူးကလည်းကျွန်တော် personal အနေနဲ့ပြောမယ်ဆိုလေကိုနာတေးတို့ဒီ Van Dijk တို့စုဒီဘိုခန်းစစ်ကဟုတ်ရင်ကျွန်တော်တို့တို့ on fire ဖြစ်ခဲ့တဲ့ຢာဒီတွေလို့မဟုတ်သေးဘူးကွယ်အားနေချက်လေးတော့ကြာသွားပြီဟုတ်တယ် soft form လေးဟိုပြောမယ်နည်းနည်းလေးတွေယော့နေရလေးရှိအဲ့လိုပဲကိုသမားဆိုလို့ရှိရင်လည်းမမ dash လေးပဲဖြစ်အလီဆန်ပဲဖြစ်အရင်လိုကျွန်တော်တို့state လည်းမဖြစ်ဘူးပေါ့နော်နည်းနည်းလေးအမားလေးနည်းနည်းလုတ်သေးတယ်မတင်မတဲ့အမားလေးလုတ်သေးအဲ့လိုပဲ United ပဲပြန်ကြည့်မယ်ဆိုလဲနောက်တန်းအားနေချက်လေးတွေရှိတယ်ကျွန်တော်တို့စိတ်မချသေးတဲ့အပိုင်းလေးရှိတယ်အဲ့လိုပဲတောင်ပန်ကစားမှကြည့်မယ်ဆိုလဲနှစ်ဖက်စလုံးမှာဟိုလီဗာပူးဆိုလို့ရှိရင်လည်းဒါကိုဒီကဘရိုဆာတော်တို့လိုမျိုး individual ကောင်းတဲ့ကစားမှရှိတယ်ကွဲထဲမှာလည်း Florian Bass လို့ဖန်တီးမှုစွမ်းအမြင်နဲ့ကစားမှရှိဘူးဆို East ဆိုလည်းနောက်ပိုင်းပွဲမှာဒါခြေစွမ်းလေးတွေပြန်ပြလာတဲ့အားလေးရှိတယ် United ပဲပြန်ကြည့်မယ်ဆိုလဲBruno Fernandes ကကျွန်တော်တို့ကောင်းကောင်း creative midfielder တယောက်အနေနဲ့ကောင်းကောင်းအလုပ်လုပ်နေသလိုဒါ Amomo Konya နောက်ဆုံး Ahmad Mainu ကအစ individual လေးကောင်းနေတိုက်စစ်မှာလည်းရှက်ကွာခြေတွေ့နေဆိုတော့ကျွန်တော်အမြင်ကတော့ကွယ်အပြန်အလှန်ဂိုးလေးတွေမြင်ရမယ်ဒါပေမဲ့ကျွန်တော်တို့1-1ထက်ပေါ့ကျွန်တော်2-2လို့တော့ကျွန်တော်မှန်းကြည့်တယ်ပေါ့နော်သူ့မှာကိုမာလေးနဲ့အပြန်အလှန်သွင်းပြီးတော့2-2လောက်တော့ကျွန်တော်လည်းတေလို့လည်းထင်ပါတယ်ဒီဘက်ကတေရလက်ပဲဖြစ်သွားနိုင်မယ်တေရလက်ကိုမှအပြန်အလှန်သွင်းဂိုးလေးကိုကျွန်တော်များကြည့်ရမယ်ပေါ့နော်အနည်းဆုံးတော့2-2လောက်ဖြစ်သွားမယ်လို့ကျွန်တော်တော့ထင်တယ်ပေါ့ကိုဟုတ်ဟုတ်ကဲ့ကျွန်တော်အနေနဲ့ကတော့ဘယ်လိုပြောမလဲဗျာအခုခဏပြောသလိုမျိုးဒီနှစ်ရာသီမှာဒါ Manchester United ကဒီသူ့ရဲ့ Old Trafford မှာဒါ Liverpool နိုင်သွားမယ်ဆိုလို့ရှိရင်တော့ record တစ်ခုအနေနဲ့
bounce back တစ်ခုပြန်ဖြစ်မယ်ဗျာဒါပေမဲ့Arne Slot ဘက်ကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့ဗျာဘယ်လိုပဲပြီးခဲ့တဲ့နှစ်မှာဆိုလို့ရှိရင်လည်းသူတို့ကအာ Manchester United ကိုအနိုင်ရရှိထားတယ်ဗျာသိတယ်မှာဒါပေမဲ့ဒီယာဒီမှာအဲ့လိုမျိုး Manchester United အင်္ဂလန်ဒါဘီပြန်ဘက်ကိုအိမ်ကွင်းရောအဝေးကွင်းရောရှုံးနေတဲ့စံချိန်တစ်ခုများချိုးသွားမလားပေါ့နော်တကယ်လို့ Manchester United ကိုဒါရှုံးသွားလို့ရှိရင်တော့ဒီတစ်ခုတော့ရှိတယ်ဗျာဒါပေမဲ့ဟိုပြောမယ်ဟိုကျွန်တော်တို့သိပါတယ်အင်္ဂလန်ပြန်ဘက်တွေဆိုတော့ဗျာဘယ်နီးပြပဲလာဒီတော့ဒီနီးပြကဟိုကောင်းနေပြီစေမကောင်းနေပြီစေဒါပေမဲ့ကိုယ့်ရဲ့အင်္ဂလန်ဒါဘီပြန်ဘက်ကတော့နိုင်ကျင်ကြတာကြီးပဲဗျာဟုတ်တယ်မလားအဲ့မျိုးဆိုတော့ဟုတ်တယ်ဟုတ်တယ်အာလစ်လော့အနေနဲ့ဒီပွဲမှာဒီမန်ချက်စတာယူနိုက်တက်ကိုရှုံးသွားမယ်ဆိုလို့ရှိရင်တော့ဘယ်လိုမလဲမှတ်တမ်းတင်မော်ကွန်းတစ်ခုတော့ထိုးပေးရမယ်ထင်တယ်ဗျာဘာလဲအဲ့ပါဟိုဂုံတိတ်ကပိုင်းရတော့ဗျာလီဗာပူးပရိသတ်တွေရဲ့ပြောတာတော့ခံရမှာပေါ့ဗျာအနည်းဆုံးတော့ကျွန်တော်တို့ဒါဖန်နေကြမှာတော့လေးတိုက်တာလေးပါလေးတော့ကြားရမှာပေါ့နော်ဟိုကျွန်တော်ပြောသလိုပေါ့ကျွန်တော်ကန်နဦးစားဖွင့်ကျွန်တော်ပြောလို့ပေါ့ဒီပွဲကရှုံးသွားတဲ့အာနီစလော့မှာဘာပရက်ရှာမှမရှိဘူးဟုတ်တယ်သူတက်ကဝင်မှုကအရန်ပါစန်တွေကတအားများနေနောက်တော့သူ့ရဲ့အနီးကပ်လိုက်နေဒီနှစ်သိန်းမှာအနီးကပ်ဖျားပေးနေအတင်အင်စတိုဗီလာဗျာအင်စတိုဗီလာကလည်းပွင့်နေပြန်ကျွန်တော်တို့အခုယူပါကုန်းကျွန်တော်ယူပါလေးမှာသူတို့နောက်ဆင့်တက်ဖို့အတွက်ကိုသူတို့ရုံးရမှာနောက်ပြီးတော့အင်စတိုဗီလာရဲ့လက်ကျန်ဒီပြိုင်ဘက်တွေကိုပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒါ Spa တို့ Nottingham Forest တို့လိုတန်းစင်းဆောင်ပြိုင်ဘက်တွေရှိတယ်။နောက်ပြီးတော့လီဗာပူးနဲ့လည်းသူကတွေ့ရအောင်မယ်။ Man City လိုမျိုးအသင်းနဲ့လည်းတွေ့ရအောင်မယ်ဆိုတော့ပြောမယ်ဆိုလီဗာပူးကစေးစုံတွေကိုရောက်နေပြီ။အဲ့တော့ဆလော့ကဒီပွဲရှုံးသွားခဲ့သည့်တိုင်အောင်ပေါ့။ result မတော်တဆရှုံးသွားခဲ့သည့်တိုင်အောင်သူ့အတွက်ကဖိအားမရှိဘူး။အမှန်။သူ့တက်ရှိရပါတယ်ဆိုတော့ပရိသတ်တွေရဲ့ဟုတ်တယ်ပြောဆိုမှုတဲ့အဖက်ကြီးကလည်းသူဖိအားပေးမှာမဟုတ်ဒါချင်းနေဒါပေမဲ့ brother လိုမျိုးဒါလီဗာပူးအမာကန်ပရိသတ်တွေကဒီတိုက်တာအတင်းရှုံးရင်ကျွန်တော်ကရိုးလေးဗျာရှင်းရှင်းလေးကျွန်တော် fan တွေကနီးပြပဲဆရာလေဒါပဲပေါ့ဒီပြဆဲမယ်ဒီကိုပေးလိုက်ရတဲ့အမှားပေါ့အဲ့နောက်တန်းအမှားကြောင့်ပေးတယ်နောက်တန်းဆဲကြမယ်တိုက်စစ်မှုကဂိုးလွှဲရင်တိုက်စစ်မှုအဲ့လိုပဲဆဲကြတယ်အဲ့တော့ဒါပေမဲ့အားလုံးခြုံကြည့်ရင်တော့ကျွန်တော်နီးပြပဲဆဲကြပါလေအဲ့တော့ဒီလိုပွဲမျိုး brother ဆိုတော့ပြောလို့ပေါ့အာနီစလော့က United ကိုဒီပွဲမှာရှုံးပြီးအင်ဝင်းဝင်းလုံးရှုံးတဲ့ record ကြီးသူပိုင်ဆန်သွားမယ်ဆိုတော့ဆဲခံမှာတော့အာနီစလော့ကတော့ဆဲခံမှာဒါပေမဲ့သူ့တော်ကျွန်တော်ဆိုတော့ပြောလို့ပဲဖိအားမရှိဘူးဗျာတဲ့လားဖိအားမရှိဘူးဆိုတာအဲ့လိုပဲ United မှာလည်းဖိအားမရှိဘူးဖိအားမရှိလို့လေသူတို့ဒီနှစ်သင်းကကျွန်တော်တို့ဖိအားကင်းနဲ့ကန်ရတဲ့ပွဲတစ်ပွဲဆိုတော့ကျွန်တော်တို့တခုစိတ်ကူတာကြည်ကောင်းမှမလားပေါ့နော်ကြည်ကောင်းမှမလားဟိုအရင်ရာသီတုန်းကတော့ဗျာ brother ရဲ့အရင်ရာသီတုန်းကဆိုလို့ရင်တကယ်ကျွန်တော်ပြီးခဲ့တဲ့ရာသီကိုပြန်ကြည့်မယ်ဆိုလို့ရှိရင် United ကအဲ့ချိန်မှာအဆင့်15ရောက်နေတဲ့အချိန်ဒီဘာကူကလည်း Champions ဆုတဲ့အပြိုင်ဖြစ်နေတဲ့အချိန်ဆိုတော့နှစ်တင်းလုံးကတူတိုက်ကိုတိုက်တိုက်ကြတယ်တူတိုက်ကိုတိုက်ဟိုဟာဖြစ်ကြတယ်အဲ့တော့ဆို United ကလည်းပထမကျော်အင်ကွင်းမှာ3-0နဲ့ရှုံးထားတဲ့ record လည်းရှိတာအဲ့လိုမျိုးတွေတိုက်ကြတယ်ဟိုရှစ်တင်းနေကြည့်မယ်ဆိုလို့ရှိရင်အဲ့လိုပဲပေါ့နော်ဒါအဖေပလာမှဆိုလည်းအပြန်အလှန်သွင်းကိုတွေနဲ့ကျွန်တော်တို့နောက်ဆုံးမိနစ်ထိ excited ဖြစ်ခဲ့ရတဲ့ခိုက်တဲ့နေဟုတ်တယ်ရှိခဲ့တယ်ပေါ့နော်အဲကျွန်တော်တို့တဆင့်ထပ်ပြီးပြောမယ်ဆိုရင်ကျွန်တော်တို့ရာသီအစမှာ2ယောက်လုံးအဖွဲမှန်းတစ်ပွဲဆက်မနိုင်လို့တတိယပွဲမှာလာတွေ့ပြီးတော့ကျွန်တော်တို့ဒါတဟန်းလက်ထက်တုန်းက2-1နဲ့နိုင်သွားတဲ့ဖြစ်ပျက်တွေအများကြီးပေါ့အဲ့လိုလီဗာပူးဆိုလည်း9-0နဲ့နိုင်သွားတဲ့အဖြစ်ပျက်တွေရှိခဲ့တယ်ဆိုတော့ဟိုပြောမယ်ဆိုတော့ဒီနှစ်တင်းကအဲ့အချိန်နေအဲ့ခါတော့ကျွန်တော်တို့တတင်းနဲ့တတင်းကြားထဲမှာသူတို့အနောက်ကနေပြီးတော့ဘယ်လိုခေါ်မလဲ pressure ပေးနေတဲ့အရာတွေရှိရဗျာတိလားမင်ဂျီဝဲနိုင်မှာဖြစ်မယ်မင်ဂျီဝဲမနိုင်မင်းတို့ချန်ပီယံလိမ့်မဝင်တာမျိုးဒီဝဲမနိုင်တကူဖြစ်တာမျိုးဒီပြပြုတ်တာမျိုးအဲ့လိုမျိုးဟာလေးရှိတယ်အခုကနှစ်သိန်းလုံးမှအဲ့ဒါမရှိဘူးကျွန်တော်ပြောချင်တာနှစ်သိန်းလုံးမှအဲ့ပြဿနာမရှိဘူးရတယ်လားအဲ့ဒီဟာအတွက်ကိုဒီပွဲကြီးကဟိုဂုံတိတ်ကပိုင်းကကြည့်မယ်ဆိုရင်တော့ဒါဒီဘလုံးဝအင်္ဂလန်ဒါဘီဖြစ်တယ်ကျွန်တော်တို့စိတ်လို့ရှားဆွဲရကောင်းတဲ့ပွဲစဉ်ကိုကျွန်တော်ကြည့်ရမလို့သူရဲ့ဆက်နေမှဖြစ်တဲ့နှစ်သိန်းကဘာအတွက်ကံပါလဲဆိုတော့ question ရတယ်ကျွန်တော်တို့ပြိတ္တတွေရဲ့ခေါင်းထဲမှာတွေးရမယ့်ဟာတခုပေါ့နော်ကွယ်အဲ့လိုမျိုးပေါ့နော်ဗျာဟုတ်ကဲ့အဓိကတော့ဖြော်ပြေးတက်လောက်ပဲဖြစ်လိမ့်မယ်ထင်ပါတယ်ဒါပေမဲ့အဲ့လိုမျိုးအင်္ဂလန်ဒါဘီဖြစ်နေတာတကြောင်ဆိုတော့နည်းနည်းလေးတော့ပြန်ဆိုင်မှုတော့နည်းနည်းလောက်တော့ဖြစ်လိမ့်မယ်အဲ့လောက်ပါပဲကျွန်တော်လည်းအဲ့လိုမျိုးပဲမြင်ပါတယ်ကိုဟုတ်ဆိုတော့ကျွန်တော်မှတ်မှတ်ရပါတော့ဒီဘယ်လိုပြောမလဲဒီလီဗာပူးနဲ့မန်ချက်စတာယူနိုက်တက်တို့သူတို့တွေ့တဲ့နောက်ဆုံး6ချိန်မှာဆိုလို့ရှိရင်တော့ဗျာဘယ်သူမှအတာမရအောင်ဗျာမန်ချက်စတာယူနိုက်တက်ကဟုတ်တယ်ကွာနှစ်ပွဲနိုင်တယ်လီဗာပူးကနှစ်ပွဲနိုင်တယ်နှစ်ပွဲသိကြတယ်ဗျာဆိုတော့သူမတာကိုအဲ့လိုမျိုးဖြစ်နေတာဆိုတော့ဒီနှစ်သင်းရဲ့ကွာခြားချက်ကတော့ဘယ်လောက်မှမရှိဘူးဗျာဆိုတော့ဒီနှစ်ရာသီမှာပေါ့ဒီနှစ်ရာသီမှာလည်းကျွန်တော်တို့တွေကဟိုပြောမယ်အေးအေးဆေးဗျာဒီပါအနောက်ကနေပါ pressure မရှိဘဲနဲ့အေးအေးဆေးထိုင်ကနေလို့ရတဲ့အခြေအနေဗျာဘာမှဟိုလဲအယူဆိုင်နေစရာလည်းမလိုဘူးအေးဆေးပဲမင်းပါလဲဟာပါလဲကိုရီးယားညီကိုတွေပဲအဲ့လိုတွေပါပဲဆိုတော့ဟုတ်ကဲ့ဆိုတော့ okay ဆိုတော့ဒီနေ့တော့ကတော့ကိုကြီးဒီလောက်ပါပဲကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ပါကိုကျေးဇူးပါကို